ပထမနှစ်နှစ်စက်တိုင်းစောင့်ပွဲချခဲ့တာရီးစားကြောင်လို့မင်းရဲ့အဖိုးကပြောဘူးတယ်အဲ့ဒါဟုတ်လားပြောပြစမ်းမအောင်အဲ့ဒါဘယ်လိုဖြစ်တာလဲ ဒီเจ้าတွေကိုဥဝင်စင်းပြောလို့ဘာကြီးကိုတမျိုးမထည့်အောင်လားတခြားဘသူ့ကိုမှလည်းပြောပြစရာမရှိဘူး မင်းမှာတကယ်ချင်းတွေပါတယ်ရောမရှိဘူးလား ရှိပါတယ်ဒါပေမဲ့သူတို့ရဲ့ခင်မင်မှုတွေအစ်စ်မှမဟုတ်ဘူးလို့ဒီလိုမျိုးရှိတယ် အဲ့ဒါမင်းဘက်ကနေတန်တရားကြည်တာအကောင်းမမြင်တာရောမဖြစ်နိုင်ဘူးလား ဖြစ်နိုင်တယ်ဆယ်တန်းကျူရှင်ဝိုင်းတော့သူတို့ကလည်းမယုံဘူး မိုးဆိုတာ မိုးဝေ ဩတာကြီးရဲ့ချစ်သူပေါ့ ဒါကြီးကိုထားခဲ့တဲ့သူက ဘာဖြစ်လို့ထားခဲ့တာလဲ တို့မိချောင်း လေဒါတားပြောနေတာကြီးຫນွေလေးဆိုတော့ပေါ့ တာကြီးຫນွေလေးတယ်လားနာမည်လေးကနန်းဆန်လိုက်တာဘယ်အမျိုးနွယ်ကလဲမိဘတွေရောဘယ်သူတွေလဲ ဖေဖေကဒေါက်တာဦးမောင်ပါပါမမေကတော့ဒေါ်နွယ်နွယ်ဝင်းပါဖေဖေက US မှာမမေကလန်ဒန်မှာပါ ဒါဆိုမိဘတွေတပည့်စင်နေကြတာပေါ့ တာကြီးငယ်လေးကဖေဖေနဲ့မမေနဲ့ကွဲသွားကြတာပါဖေဖေကလည်းဟိုမှာနောက်ဝင်နောက်နဲ့မမေကလည်းဟိုမှာနောက်ဝင်နောက်နဲ့ပါ အမလီအနွယ်တော်တွေကများလားလို့မိဘတွေကွင်းနေကြပြီဆိုတော့ငယ်ငယ်လေးတွေကပြင်ပြီးဆုံးမတာမခံခဲ့ရဘူးပေါ့နော် တာကြီးကိုဖေဖေမမေတို့နှစ်ယောက်စာပေါင်းပြီးတော့ကိုကတော့ဆုံးသွားပါတယ် အာအပြင်ကြီးဆုံးမတာလည်းတော့ဘယ်တမှမလဲဘူးဆယ်တန်းကိုဂုံတူးပိန်မခွင့်အောင်တားလိုပဲစေးကြောင်းရပဲလား ဟိုမေဟို तू ကလေ10တန်းဖြေကန်ဒီမှာနေမကောင်း တော့ဒါသူ့ကိုမင်းနေတာသူဖြေပြလေးစီပြောပါဦး တာကြီးကဆယ်တန်းမအောင်ပါဘူးဒီနေ့ကြာတယ် စင်တန်းမအောင်နေရီးစားထပ်တယ်ရီးစားမတားကမင်းကိုဘယ်ချိန်မှရီးစားစကားပြောပြီးမင်းကဘယ်ချိန်မှဖြေပေးလိုက်တယ် သူကတာကြီးကိုဇံမွဲမဖြေခင်တပတ်လို့မှရီးစားစကားပြောတယ်တာကြီးကနောက်နေ့မှဖြေပြန်ပေးလိုက်တာပဲလေသူကမပြောဘူးဆိုတော့မှတာကြီးကသူ့ကိုပြောတော့မှာပါ ဒါကြောင့်ကိုအဖြေပေးမဲ့ယောက်ျားလေးတယောက်ရဲ့အကြောင်းကိုဘာမှမစင်စားမလေ့လာဘူးကိုနဲ့တန်မှန်းလည်းမသိမတန်မှန်းလည်းမသိဖြစ်နိုင်မှန်းလည်းမသိမဖြစ်နိုင်မှန်းလည်းမသိချက်ချင်းဖြေပေးလိုက်တာလွယ်လိုက်တာ မေတားတို့မြောက်ကလေအเจ้าကလည်းအတူတူတယောက်အเจ้าကလည်းတယောက် မိုးဝင်မင်းဝင်မပြောနဲ့အန်တီတို့မျိုးကလေယောက်ျားတယောက်ကိုယူတော့မယ်ဆိုရင်တကယ်ရှာရှာလေးလာဆုံးဖြတ်ပြီးမှယူတာအိမ်တော်ခွေးလာယူတာလည်းမရှိဘူးလက်ထပ်ပြီးပြီဆိုရင်လေကွာရှင်းတာလို့ဖောက်ပြန်တာလို့လုံးဝမရှိဘူးချင်းတယ်အဲ့လိုမျိုးလေအန်တီတို့လက်မခံဘူး တာကြီးကလေလေကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးကိုမကြိုက်တဲ့အရာကြီးကိုလေလေအောင်ကြီးတိခံပြီးပေါင်းနေမယ်စားရမှာမပေါ့ကိုအရင်ကြိုက်ပြီးတော့ဖွမပြောရဲလို့ပါဆိုပြီးလွမ်းပြီးနောင်နာရနေမယ်ဖြစ်မျိုးလေဖြစ်မခံဘူးတီ ဒါကတော့အန်တီမျိုးကိုပြစ်မတင်ပါဘူးမင်းကငင်းငယ်လေးတွေကမိဘတွေရဲ့အနီးကပ်ဆုံးမမှုကိုမခံခဲ့ရတာ တာကြီးကတော့လေမိဘအနားမှာထားပြီးတော့မိဘကိုအားကိုးနေပြီးတော့နှုတ်တခမ်းဆိုပြီးတော့မိခွန်းနေမဲ့စားမှာတာကြီးမပါဝင်ဘူးတာကြီးကတာကြီးကိုယုံကြည်မှုရှိအောင်ကိုချီတော့ပေါ့ကိုရက်တည်နေအောင်ဆုံးမပေးထားပါတယ်ပြီးတော့မှန်တယ်ထင်လို့ရှိရင်လည်းပြန်ပြောရအောင်လေ့ကျင့်ပေးထားပါတယ်အန်တီ ဟုတ်ပါရဲ့ကောင်းပါကိုရက်တည်နိုင်တယ်ကိုအားကိုကိုနိုင်မယ်ဆိုတဲ့ဒီမှာ10ရန်တောင်အောင်မဖြစ်နိုင်ဘူးဘယ်နဲ့လုပ်လဲမင်းစဉ်းစားမှုကြီး အန်တီတာကြီးကဆယ်တန်းမအောင်တာနဲ့ပဲယောက်ျားမရတော့ဘူးလေလားဆယ်တန်းမအောင်ပဲနဲ့အပြည့်စည်းပွားရေးလောကမှာနာမည်ကြီးပြီးကြော်စောနေတဲ့သူတွေမှာအများကြီးပါအန်တီရဲ့ဆယ်တန်းလေးမအောင်တာနဲ့ပဲကိုချီတော့ပေါ့ကိုမြတ်တည်နိုင်တော့ဘူးလေလား အန်တီကအဲ့ဒီလိုမပြောပါဘူးဒီမှာမင်းမိုးဝေရသဘောကျရဲဆိုရင်10ရန်အောင်အရင်ဆုံးဖြေပြမင်း10ရန်အောင်တဲ့အချိန်ကြာမှာဒီအိမ်ကိုနောက်တစ်ခေါက်လာအဲ့ဒီခါကျမှမင်းတို့ညောင်ကြောင်အဲ့ဒီစဉ်းစားပြီးဘာကြောဒီကလေးမလေးကိုလိုက်ပို့လိုက် ဟုတ်ကဲ့ပါမမေ မေတားလိုက်ပို့လိုက်ပါမယ်မေ မိုးဝေ နေခဲ့ပါမိုးရဲ့
မိဘစကားနားထောင်တဲ့ကလေးဆိုတာလေဘယ်တော့မှမစင်းရပါဘူးဥပကျော်ကျမကိုလိုက်မဖို့ပါနဲ့ကျမကကျမပြန်ပါ ဟယ်လို မိုးရင်နဲ့စကားပြောချင်လို့ပါ ခပြောတာဘာလဲရှင် တာကြီးပါ မင်းသဘောမပေါက်သေးဘူးတဲ့မိုးဝင်နဲ့ပတ်သက်ရှင်နေဆိုရင်မင်းကို10တန်းအောင်အရင်စူးစမ်းပါလို့ပြောထားတယ်လေမင်းသာမာနရှိတဲ့မိန်းကလေးဆိုရင်အန်တီပြောတာကိုလက်တတ်ပါပေါ့ ဟာအဲ့ဒါဆိုလို့ရှိရင်တော့မင်းမှားတာပေါ့ကွာမင်းရဲ့မာနကတကယ်ကိုအကြီးအကျယ်တလွဲဖြစ်နေပြီတကယ်ဆိုလို့ရှိရင်လေမင်းက10တန်းကိုမအောင်အောင်ကိုစူးစမ်းလိုက်ရမှာ အဲ့လိုကြိုးစားပြလိုက်လို့ရှင်တာကြီးကသူ့သားကိုလိုချင်လို့ထင်သွားမှာပေါ့ အေးအဲ့ဒါကမင်းကအကြီးအကျယ်လွဲမှားနေတဲ့လွဲမှားမှုပဲဒါမှကိုပြောပြမယ်တကယ်ဆိုမင်းကအဲ့10တန်းကိုအရင်ဆုံးအောင်အောင်ဖြစ်ရမှာ10တန်းအောင်ပြီဆိုတာနဲ့သူ့အမေရှိကိုသွားကဲကျမတော့10တန်းအောင်သွားပြီရှင့်တော့မယူနိုင်ပါဘူးလို့တခါတည်းအပြတ်ပြောပလိုက်ရမှာအဲ့ဒါဆိုလို့ရှိရင်ဆိုလိုတဲ့အတိတ်ပဲကကျမကအရေးချင်းရှိတယ်ဒါပေမဲ့ရှင့်သားကိုမလိုချင်လို့ကိုမယူတာဆိုတဲ့အတိတ်ပဲမျိုးဖြစ်သွားမှာပေါ့အခုဖြစ်နေတာကြတော့မင်းက10တန်းကိုအောင်အောင်မဖြစ်နိုင်တဲ့တကယ်ကိုအရေးချင်းမရှိတဲ့မိန်းမတယောက်ဆိုတဲ့အတိတ်ပဲမျိုးထွက်နေတယ်ကိုကအဲ့ဒါကိုပြောတာ ဟုတ်တယ်နော်တာကြီးအဲ့လိုမျိုးတော့တခါမှမစဉ်းစားမိဘူးအခုချိန်ရစပြီတာကြီးဒီနေ့10တန်းစမွေးအောင်ကြိုးစားမယ် ဟာဒါပဲပေါ့โอเค တာကြီးမမတို့ပန်းစီဝယ်လာတယ်အဲ့လိုဒီမလို့ပါဘူးတာကြီးရဲ့ ဟိုလေဟိုတာကြီးဝယ်လာမှာမဟုတ်ဘူးချန်ရှင်းမှာလာထားတာသိလို့တာကြီးကယူလာခဲ့တာ အော် thank you နော် ဟုတ်မင်းမအဲ့ဒါကိုဘယ်သူကပေးရလဲ အော်တကယ်ချင်းရောက်ပေးလိုက်တာနေမှာဟိုဒီနေ့မှမွေးနေလေအဲ့မွေးနေ့စာပို့လိုက်တာဖြစ်မှာ ဟဲမင်းရမောကလည်းမင်းရမောမွေးနေဆိုလို့ရှိရင်တာကြီးကိုပြောပေါ့တာကြီးလည်းမွေးနေလက်ဆောင်လေးပါလေယူလာပေးလို့ရတာပေါ့ဒီမလေးမင်းရမောကတစုံတယောက်ကလွဲပြီးတခြားဘသူ့ဟိုမှသိစေချင်တာမှမဟုတ်တာဟုတ်တယ်မလား မဟုတ်ပါဘူးတာကြီးရဲ့အမမလေးဘာတစုံတရားမှမရှိဘူးအခုကလည်းမိန်းကလေးတငယ်ချင်းမှာ မင်းလေးတငယ်ချင်းလားယောက်ျားလေးတငယ်ချင်းလားလို့တာကြီးကမင်းနေတာမှမဟုတ်တာတာကြီးပြောတာတစုံတယောက်လိုပဲပြောတာမင်းရမောကအဲ့လောက်ညင်းနေပုံထောက်တယ်ဆိုလို့ရှိရင်တော့ယောက်ျားလေးတငယ်ချင်းပဲဖြစ်ရမယ်ဟုတ်တယ်မလားမင်းရမောမင်းမောလိန်နဲ့တော့တာကြီးကအမှတ်တိုင်းပြော မဟုတ်ပါဘူးတာကြီးကလည်းစွတ်မေးနေတော့တာပဲ ဟောတာကြီးကဇွတ်တင်မေးတာမဟုတ်ပါဘူးဒီပန်းစီလာထားသွားတာတာကြီးကအဆဆိုးမြင်တာပြီးတော့လေအဲ့ပန်းစီကိုလာထားသွားတာယောက်ျားလေး ပန်းစီပေးတယ်ဆိုမှတော့ဘသူကကိုယ်တိုင်လာပို့မှာတော့ delivery နဲ့ပို့တာနေမှာပေါ့ ဟုတ်လားဟိုအဲ့ဒါဆိုလို့ရှိရင်ဥဝင်စင်းက delivery ပေါ့ဟုတ်လားမ မင်းစင်